မေကတော့မဖြူနေဖွေးပါသမီးလေးကတော့ KG တက်နေပါတယ်ရှင်ပြီးတော့သားလေးကတော့ Year 3မှာတက်နေပါတယ်ဆိုအမအဲအကြောင်းနေစုံစမ်းတဲ့အချိန်မှာပေါ့နော်ဒီ SKT ရဲ့ event လေးတစ်ခုနဲ့လည်းသွားကြုံတာပေါ့နော်အဲ့မှာလည်းအကုန်လုံးကသူတို့သွားတဲ့ဒီ program လေးတွေအကြောင်းပေါ့နော်ဘယ်လိုမျိုးသင်ကြားမှုပုံစံလေးအကြောင်းရှင်းပြတာတွေရောအထူးသဖြင့် IB PYB program နဲ့သွားတဲ့အတွက်ကြောင့်လို့ပေါ့နော်ပြီးတော့ discount တွေလည်းအများကြီးပေးတယ်အဲ့အချိန်တော့ event လေးနဲ့လည်းကြုံတော့လေအဲ့ဒါအကြောင်းပြီးတော့ဒီသူတို့သင်ကြားမှုပိုင်းဟိုပေါ့နော်ကျိုင်းနေတက်လို့ရည်ချစ်ဖြစ်တာအခလေးတွေကပေါ့နော်ဒီကျောင်းတက်ပြီးရဲ့ပုံမှာဟိုပြောင်းလဲသွားတာလေးတွေတော့ development ဖြစ်သွားတာလေးတွေတော့အများကြီးပေါ့နော်သမီးလေးဆိုရင် independent ဖြစ်လာတာပေါ့နော်အရင်တော့ဆိုရင်သူ့ကအိမ်မှာဆိုအငယ်လေးဆိုအများကြီးအကုန်လိုက်လုပ်ပေးရတယ်ပေါ့နော်ကျောင်းလဲကျောင်းတက်သွားပြီးတော့ဒီမှာဆီယာမတွေရဲ့ train ပေးတာရောတငယ်ချင်းတွေနဲ့အကုန်လုံးပေါ့နော်ဟိုသူ့ကိုသူအကုန်လုံးနိုင်လာတယ်ပေါ့နော်ပြီးတော့ခါကြတော့ဟို social ဘိုင်းရောတခြား learning အပိုင်းတွေရောပေါ့နော်အများကြီးထိုးတက်လာပါတယ်သမီးလေးကတော့အစတုန်းကသူကအိမ်မှာနေပြစ်တာများတော့ခါကြတော့လူလဲနည်းနည်းကြောက်တယ်ပေါ့နော်ဒါပေမဲ့ဒီကျောင်းတက်ပြီးရဲ့နောက်ပိုင်းမှာတော့ social skill လည်းအရန်ကောင်းလာတယ်ဟိုတက်တာမှအရန်ကိုတက်လာတယ်ပေါ့နော်ဒီကဟို activity တွေအကုန်လုံးမှာကိုရှေ့ဆုံးကနေဝင်ပြီးတော့အဲ့လိုမျိုးအရန်တက်ကြွနဲ့ပါဝင်တဲ့ကလေးလေးဖြစ်လာတာပေါ့နော်တကယ်ချင်းနေနဲ့ရောဆီယာမတွေနဲ့ရောပေါ့နော်ပြီးတော့ပို့ပြီးတော့စကားလည်းနားထောင်လာတယ်ဒီမှာကျတော့ဆီယာမတွေကလည်းသူတို့ဘာမလုပ်ရအောင်အဲ့လိုမျိုးအကုန် train ပေးရဆိုတော့လေသမီးလေးကအဲ့လိုမျိုးပေါ့နော်ဟိုတခြား activity လေးတွေဒီ art နဲ့ပတ်သက်တဲ့ဟာလေးမှာလည်းဟိုအများကြီးတိုးတက်လာတယ်ပေါ့နော် learning ဘိုင်းတွေရောဟိုအကုန်ပေါ့နော်အကုန်လုံးဒီပါတော့တိုးတက်လာတာစိတ်တိုင်းကြပါတယ်အမပြောရမယ်ဆိုဒီ IB PYB နဲ့တင်ယူပြီးတော့ဒီကလေးတွေကဟိုကျောင်းကိုစာကြီးပဲမဟုတ်ဘဲနဲ့ပေါ့နော်ဟိုပြီးတော့ဟိုဆီယာမတွေတင်ကြားမှုတင်ပဲမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်ဟိုကျောင်းတက်ပြီးတော့ပျော်ရွှင်နဲ့လေးလာတင်ယူလေကြတဲ့အပိုင်းပေါ့နော်အဲ့အပိုင်းတော့အရန်အမတော့သဘောကျတယ်ပေါ့နော်အမတို့တော့ဆိုရင်စာနဲ့အဲ့လိုမျိုးစာတွေပဲလောက်ရတာများတယ်ပေါ့နော်အခုကျတော့ကလေးတွေကကျောင်းတက်ရတာအဲ့လိုမျိုးလေသူတို့ကိုယ်တိုင်အဓိကတော့သူတို့ကိုယ်တိုင်လေးလာတင်ယူရတာပေါ့နော်သူတို့ကိုယ်တိုင်တင်ယူရတဲ့အပိုင်းတွေရောဒီကျောင်းရဲ့တခြားပေါ့နော်ဆီယာမတွေရဲ့ဟိုတာဝန်ယူမှုဒီအထူးသဖြင့်ဒီကလေးတွေရဲ့တိုးတက်ပြောင်းလဲအောင်ပေါ့နော်အကုန်လုံးပေါ့နော်ဝိုင်းဝန်းပြီးတော့ကျောင်းကဆီယာမတွေရောမိဘတွေရောပေါ့နော်အကုန်လုံးဝိုင်းဝန်းပြီးတော့ဒီလိုမျိုးဟိုနွေးထွေးလေးနဲ့အဲ့လိုမျိုးလုပ်ပေးနိုင်တဲ့ဘက်ကိုအဲ့လိုမျိုးလေးပို့ပြီးတော့သွားတဲ့အတွက်ကြောင့်ပေါ့နော်ဒီကျောင်းကိုရွေးချယ်ဖို့ပေါ့နော်အမကတော့ဒီအကြံပြုချင်ပါတယ်ဒီ IB PYB လေးနဲ့တင်တာကိုပေါ့နော်အမလည်းအရန်သဘောကျလို့ပေါ့နော်